မိန်းကလေးငယ်ကသူမအမေရဲ့အရင်းနှီးဆုံးတငယ်ချင်းအတွက်ကားတကားကိုဖွင့်ပေးခါနီးမှာပဲတခုခုမှားယွင်းနေပြီဆိုတာကိုရိပ်မိသွားတဲ့သူမရဲ့မောင်လေးကအမြန်လန်းတားလိုက်ပါတယ်ထိုအမျိုးသမီးဟာသူ့အမေအကြိုက်ဆုံးကားဝင်ကိုဝတ်ဆင်ထားတာကိုမောင်လေးဖြစ်သူကသတိပြုမိသွားလို့ပါသူမရဲ့ရုပ်ဖြတ်ထားမှုပေါ်သွားပြီဆိုတာကိုဂျီနာသိလိုက်ရတဲ့အခါမှာတော့သူမရဲ့မျက်နှာအမူအရာဟာချက်ချင်းပဲရက်စက်ကြောက်မက်ဖွယ်ကောင်းတဲ့ပုံစံအဖြစ်ပြောင်းလဲသွားပြီးကားတကားကိုအတင်းအဓမ္မဆွဲဖွင့်มาတော့တယ်ဂျီနာဟာကားရဲ့အခြားတစ်ဖက်ကိုကူးသွားပြီးတကားကိုထပ်မံဆွဲဖွင့်မှုစူးစမ်းပြန်ပါတယ်။သူမရဲ့ယူတူကြမ်းတမ်းတဲ့အပြုအမူတွေကြောင့်မိန်းကလေးငယ်လေးဟာကြောက်လန့်တကြားငိုယိုပါတော့တဲ့ကံကောင်းခြင်းတော့သူတို့အမေအပြင်းမထွက်ခင်ကားတကားကိုတော့ခတ်သွားခဲ့လို့ပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဂျီနာကသူမဝတ်ထားတဲ့အဝတ်စားတွေဟာကလေးတို့အမေရဲ့အဝတ်စားတွေဖြစ်မှန်းသတိရသွားပါတယ်။သူမအိတ်ကက်ထဲကိုအမြန်လိုက်ရှာကြည့်လိုက်တဲ့အခါကားတော့ကိုတကယ်ပဲတွေ့ရှိသွားပါတော့တယ်။ဂျီနာဟာအပျော်လုံပြီးကလေးတွေကိုဖမ်းဖို့အတွက်ရီမုတ်ကိုနှိပ်ကာကားတကားကိုဖွင့်လိုက်ပါတယ်မျော်လင့်မထားပဲမောင်လေးဖြစ်သူကရှိသမျှအင်အားကိုသုံးပြီးဂျီနာကိုလဲကျသွားအောင်ကန်ချလိုက်ပါတယ်ထို့နောက်ညီမဖြစ်သူကိုဆွဲခေါ်ပြီးအခြားတစ်ဖက်ကနေအပြေးလွှားထွက်ပြေးကြပါတော့တဲ့ဟာလာဟင်းလင်းဖြစ်နေတဲ့မြေအောက်ကားပါကင်မှာဘယ်သူမှရှိမနေခဲ့ပါဘူးဂျီနာလက်ထဲကနေလွတ်အောင်ပြေးဖို့ဆိုတာသူတို့အတွက်မလွယ်ကူလာပါဘူးဂျီနာသူတို့ကိုအမိလိုက်နိုင်ခံသည့်အချိန်မှာပဲဂျက်ကညီမဖြစ်သူကိုလက်လီကားတဲ့အချိန်မီဆွဲခေါ်သွားနိုင်ခဲ့ပါတယ်နောက်ဆုံးတော့သူတို့အိမ်ကိုဘေးကင်းကင်းနဲ့ပြန်ရောက်သွားခဲ့ကြပါတယ်ဂျီနာရန်ကနေလွတ်မြောက်သွားပြီလို့သူတို့ထင်မှတ်ခဲ့ကြပေမဲ့အိမ်ကိုရောက်ချင်းမှာပဲချက်တယောက်နောက်ထပ်ထိတ်လန့်စရာမြင်ကွင်းတစ်ခုကိုမြင်တွေ့လိုက်ရပြန်ပါတယ်သူတို့အမေဟာမိဖို့ချောင်ထဲမှာအသက်ခံထားရတာပါထိုအခြေအနေကိုကြောက်လန့်တုန်လှုပ်လို့မှမဆုံးသေးခင်မှာပဲအိမ်ရှိတကားကိုပြင်းထန်စွာလာရောက်ထုရိုက်တန်ကြားလိုက်ရပါတယ်မောင်နှမနှစ်ယောက်စလုံးကြောက်လန့်တကြားနောက်ဆုတ်သွားခဲ့ကြပါတယ်ကံကောင်းစွာနဲ့တကားဖွင့်ဝင်လာသူကသူတို့ဖေဖြစ်နေပါတယ်။ဒါပေမဲ့ကန်ဆိုးတာကဂျီနာကလည်းအနောက်ကနေကက်လျက်ရောက်ရှိလာတာပါပဲ။ထိုအချိန်မှာဂျီနာဟာမိစ္ဆာတကောင်လိုဖြစ်နေပါပြီ။သူမဟာတန်တုတ်တစ်ချောင်းကိုကောက်ကင်ပြီးချက်ကိုတက်တက်လွှဲရိုက်လိုက်တဲ့အတွက်ချက်ခတ်များဘာမှမတတ်နိုင်ပဲခံလိုက်ရပါတယ်။ဘီလီကလည်းခြေထောက်မှာဒဏ်ရာရထားတာကြောင့်ဂျီနာရဲ့ချုပ်ကင်မှုကနေရုံးမထွက်နိုင်ဖြစ်နေပါတယ်။နောက်ဆုံးမှာတော့ဘီလီတုတ်ပြန်နိုင်ခြင်းမရှိခင်မှာပဲဂျီနာကသူ့ကိုမိဖို့ချောင်နဲ့အပြင်းပြင်းနဲ့တွန်းပို့လိုက်ပါတယ်။ဂျီနာဟာချက်ချင်းပဲပြန်ထပြီးပုံအောင်မှုအခန်းထဲကိုပြေးဝင်သွားပါတယ်။ဘီလီကလည်းတန်တုတ်ကိုချက်ချင်းကောက်ကင်ပြီးသူမနောက်ကိုလိုက်ရှာပါတော့တယ်သူဟာဗီဒီယိုတွေကိုပါမချန်တခန်းဝင်တခန်းထွက်လိုက်လံရှာဖွေခဲ့ပါတယ်သူလက်ထွက်မှာပဲကတင်ခင်းလေးအနှဲငယ်လှုပ်ရှားသွားတာကိုမြင်လိုက်ရတာကြောင့်ဂျီနာဟာကုတင်အောက်မှာရှိနေမှန်းဘီလီရိပ်မိသွားပါတယ်သူဟာဂျီနာကိုရှာဖို့အတွက်ကြမ်းပြင်ပေါ်မှာတတိထားပြီးဝတ်တွားသွားနေစဉ်မျောလင့်မထားတာဖြစ်ပျက်ခဲ့ပါတယ်ဂျီနာကဘီလီရဲ့အနောက်ကနေရုတ်တရက်လက်လန်းပြီးသူ့ကောင်းကိုတင်းကျပ်စွာညှစ်ပစ်လိုက်ပါတယ်ဘီလီဟာချက်ချင်းပဲသတိလစ်မေ့မျောသွားခဲ့ပါတယ်ဂျီနာကဘီလီကိုတတ်တော့မဲ့အချိန်မှာပဲကျက်ရဲ့အော်ဟစ်တန်ကြောင့်ဂျီနာအာယုံကထိုဘက်ကိုရောက်သွားပါတယ်မောင်နှမနှစ်ယောက်ထွက်မပြေးနိုင်အောင်ဂျီနာကကလေးနှစ်ယောက်ကိုအရင်ရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဂျီနာကွက်ချတော့မဲ့အချိန်မှာပဲအမေဖြစ်သူကရုတ်တရက်သတိပြန်ရလာပြီးအနောက်ကနေဝင်ရောက်တိုက်ခိုက်လိုက်တာကြောင့်ဂျီနာသတိလစ်သွားပါတယ်ဒါပေမဲ့အမေဖြစ်သူကအကာအကွယ်လျှော့လိုက်မိတာကြောင့်ပြန်ထလာတဲ့ဂျီနာရဲ့စတီးပိုက်လုံးနဲ့ရိုက်နှက်ခြင်းကိုခံလိုက်ရပြန်ပါတယ်ဒီပြဿနာကိုရှင်းလင်းပြီးတဲ့နောက်ဂျီနာဟာပရန်ပါတာဖြစ်ပျက်နေတဲ့အခန်းကိုကြည့်ပြီးဘာအကြောင်းပြချက်မှမရှိဘဲဒေါသတကြီးပောက်ကွဲပါတော့တယ်တကယ်တော့ဂျီနာဟာသမီးဖြစ်သူနဲ့တူသူတစ်ပါးအိမ်တွေကိုအပိုင်စီးမူလအိမ်ပိုင်ရှင်တွေကိုတပ်ဖြတ်ပြီးအိမ်တွေကိုလူယူလေးရှိတဲ့အိုးမဲ့အိမ်မဲ့ကပ်ပါကောင်တယောက်ဖြစ်နေလို့ပါပဲသူမအသစ်ဆက်ဆက်ရရှိထားတဲ့အိမ်ကြီးပျက်စီးယိုယွင်းသွားတာကိုမြင်လိုက်ရတဲ့အတွက်ဂျီနာဟာယူသွမတက်ဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာပဲ